ပွဲကခုမှစားပဲရှိသေးတယ် flow ဘုံက live ပြီးတဖြည်းနေဆိုသူရတဝက်လောက်ကြိုးသွားကြိုးရတဲ့အချိန်မှာခုံပြီးဝမ်းနေဖုံးမသူလေးနည်းနည်းပြတ်တော့သွားသလားအေးဆေးပဲလုံးမစိုးနေနော်အဲ့ချိန်မှာတရားကြီးဒီတန်းကြီးအကွက်လေးပြတော့ဝူကြောလာပြည့်နေချိန်မှာခုံပြီး flash နဲ့ဖောင်းမသူပဆိုဆင်မှာ flow ဘုံကအေးဆေးပဲတွေ့လာ flow လေးစုပြီးတူလေးတစ်ခါကောင်းပတ်အော်အမဖောင်းရိုက်ချလိုက်ချိန်မှာ flow ဘုံ flash blood အမအဲ့ကောင်ချိုင်းရညလိုက်ရပြီချိုင်းရဖင်ရဆောင်းရမ်းကြီးပြီးတွေ့ဆောင်းစက်နေတာလိုက်မြိုက်တော့အေးဆေးဘာမှဖြစ်အေးဆေးပဲဆိုပြီးတော့ဘေးနာခက်ကိုတော့ကြိတ်မယ်လို့ငါကြိတ်မယ်လို့တဲ့ချိန်မှာ flow ဘုံတွေ့နေဖောင်းဆိုဝမ်းလေးနဲ့တစ်ချက်လေးတူလေးနည်းနည်းပြန်ဟီးပေးလိုက်တယ်ဗောနော်ဒီနေရာမှာတစ်ခုနားလည်ထားမှာ skill level 1 passive ပြည့်နေချိန်ဆိုလို့ရှိရင် damage နည်းနည်းပိုနာမယ် passive မရှိတဲ့အချိန်သွားရမယ်ဆိုတော့လည်း set လေးနည်းနည်းပိုနှေးပြီးတော့ဗောနော် damage ကနည်းနည်းပဲထိမယ်တို့ရအချင်းသိမကောင်းတာနဲ့ဝမ်းလေးဖိပြီးခဏလေးဟီးပြီးတော့ခဏလေးဂျောင်လေးမှာသွားကတ်နေချိန်မှာဖောင်းဆုံးခက်ကစောင့်တွန်းတာလိုမခဏလီးပဲဝါဆိုဝိုင်းပစ်တယ်ဝုန်းအဲ့မှာကျွန်တော်ဟေးစီးပဲပြီးနေလေးမှာထိုင်ပြီးဟီးနေအဲ့မှာ flow ဝင်ထပ်ပစ်လိုက်တဲ့ငါကအမေအဲ့ချောကတော့ကမလေးနာရောက်လာတယ်တူးလေးနဲ့ခုံပြီးတော့ဝီးဆိုပြီးဟိုဘက်လှမ်းကြည့်တာအဲ့ချိန်မှာမစမရိုက်ကွာပေါင်းဆိုတော့စတမ်းပြီးတဲ့ချိန်မှာတော့ purify လုံးပြီးပြန်ပြေးတယ်ဟုတ်ပြီ okay စင်ပြေတယ်မစိုးဘူးလေနော်တူးလေးနည်းနည်းပါတော့ကြောက်မှာဟုတ်တယ်မလားဟိုဘက်က anime 3ကောင်ချုံပေါ်ထဲမှာပါတီလုပ်နေတယ်ဆိုတော့ skill လေးက level 2လေးနဲ့ခုံပြီးတော့ဝင်သွားလိုက်တယ်ရွှီဆိုတော့စတမ်းလေးလှမ်းပြီးတယ်ဖောင်းဆိုပြီးအဲ့ချိန်မှာဂျပန်ကြီးကဝင်ပြီးလှည့်ပေးမယ်လေလှည့်လို့မရဘူး damage ကမလောက်သေးဘူးတော့ပြန်ပတ်လိုက်တယ်ဒီနေရာမှာနားလိုက်ထားမှာ skill ရဲ့ level 2နဲ့ချုံစစ်မယ်ဆိုလို့ရှိရင်2ကို level မှာပြန်နေချိန်တော်ထောက်သုံးပြီးတော့အဲ့ဒီမဲ့ကိုခုံပြီးတော့ဝင်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါချက်ချင်းဒီဘက်ကိုပြန်ရောက်တယ်ပေါ့နော်ဒီနေရာမှာဟိုဘက်က Melina လာရအောင်တယ်ကိုဘက်က Melina အဲ့မှာတကွက်ပြရတယ်ဖိဖောင်းလာမကလေးရသွားတယ်ပေါ့နော်စကီရဲ့အဲ့ဒီမဲ့ကိုတော့ခဏလေးပဲဆိုခဏချပေးကိုကလည်းခုံဝင်လို့ရမယ်ကိုလည်းဟီမယ်သူ့လည်းဟီမယ်ဆိုတော့အဆင်ပြေတယ်လीနော်တာယူခဏနေငါဟိုဘက်ချုံမလေးတက်ဆက်လိုက်မယ်ဆိုတော့ကျွန်တော်ခုံဝင်သွားတဲ့အချိန်မှာအဲ့မှာဟိုဘက်ကတယ်လီပိုနဲ့ဆင်းလာတဲ့ဂျန်ဂလာကြီးကမMelinaလိုက်ပြီးတော့လိုက်နေဆုံးမှာတာပေါ့ဝုန်းနိုင်နေအဲ့မှာစကီရဲ့ဒီဘောက်ပြန်ခုံပြီးတော့တွက်ကဲဖို့လုပ်ပေးမယ်လည်းမမီသွားခဲ့ဘူးပေါ့အဲ့မှာ Melina လေးကိုအဆုံးတက်ပေးသွားတာပေါ့နော်ဟိုဘက်ကဂျန်ဂလာလေးကဟိုဘက်ဒီတန်ဂျင်နဲ့ချိုင်းရန်ကြီးကကိုရီဘက်မတ်စမောလိုက်ပြီးရိုက်နေဆုံးမှာကျင်ဟာရတိုက်မင်းကတကယ်ကြီးကိုရမယ်လားမရဘူးဟိအောင်တိုက်ရောငါမတ်စမောမလို့မရဘူးဆိုပြီးမှ1 3လိုက်တဲ့ဟိုဘက်မတ်စမောဖောင်းဆိုပြီးတော့မထင်မဲ့မှောက်သွားတယ်မှောက်သွားပြန်ပြီးငါလွတ်မယ်မလွတ်ဘူးဆိုပြီးတေသွားခဲ့တယ်ပေါ့နော်ဂျပန်ကြီးလိုက်ဝူဆိုပြီးလာရိုက်တယ်အဲ့တော့ဂျပန်ကြီးပြန်ပြေးသွားတယ်ဆိုတဲ့အချိန်မှာတော့ flow bowling ကပြန်ပြီးလွတ်သွားတယ်ပေါ့နော်ပြန်လဲ no လော battery ကမပြီးလို့ဆိုပြီး flow မှာအမလိုက်ပစ်တယ်ဝုန်းလိုက်ပြီးစတန်နဲ့ရှောင်းဝင်မဲ့လဲအမစတန်နဲ့တော့မိနေတဲ့အချိန်မှာ flow ကဲ flow အာရော flow မရတော့ flow မရတော့ flow မရအောင်အချိန်မှာသုံးမစတန်ပြီးတဲ့အချိန်မှာလိုက်ရိုက်တယ်မဆမပြေတော့တိုက်ပြေးဦးအောင်မစမလိုက်ရတယ်မဖိုင်လိုက်ရတယ်အော်ဝုန်းဆိုပြီးတော့မလင်နာကြီးရသွားတယ်ပေါ့နော်အဲ့မှာဘာမှမစီမဆိုင် flash လေးကိုမှားပြီးတော့တုံးမိတယ်ပေါ့နော်အဲ့မှာဂျပန်ကြီးကတွားပြီးတော့မှုရတယ်ဝုန်းဆိုမှုရတယ်ဟိုဘက်နွားကြီးအောင်ခုံဝင်လာတယ်ဖြောင်းဆိုလေပေါ်မြောက်နေတဲ့အချိန်မှာအောက်မှာစတန်နေဝိုင်းမိနေတဲ့အချိန်မှာဟီးမယ်ဟေးဆိုဟိုဘက်ချုံပေါ်တဲ့ခုံဝင်ထဲမှာမလင်နာကြီးရသွားတယ်ထပ်ပြီးတော့တိုက်တို့ရိုက်စီ anime မရှိဘူးဆိုရင်မှငကားကိုဘိုင်ဝမ်းဆွဲရကြတယ်ဝုန်းဆိုငကားလည်းမားရတယ်ကွာရိုက်ဝုန်းလေးယောက်တယောက်ဆိုတော့ငကားလည်းမရှင်းနိုင်ဘူးမသေးဘူးငကားဝုန်းဆိုပြီးတော့ဟိုဘက်မလင်နာတွေးနေတယ်ဆိုတူလေးနဲ့ခုံဝင်ပြီးတော့ဝမ်းရိုက်တဲ့အချိန်မှာမတ်စမောသွားထီတယ်ဟာရောအစမပြေဘူးဆိုတော့ခုံလိုက်တဲ့အချိန်မှာဟာမလီဒီကျန်းရဲ့အဲ့ဒီမကြီးကိုဖြတ်ပြန်တယ်โอเคတွေးရနည်းနည်းတဲမယ်အဲ့တော့ခုံဝင်မယ်โอเคတွေးနည်းနည်းဟီးပေးထားတယ်မစိုးအဆင်ပြေတယ်လीနော်ဟိုဘက်ကလာလဲမရပြန်လဲမကြည့်တော့တိုက်ရတာဝါဝိုင်းယူကြမယ်တာဝါလေးကျိုးသွားမယ်โอเคအဆင်ပြေတယ်မစိုးဘူးတိုက်ရခဏလေးငါခြုံဆက်လိုက်မယ်ဆိုပြီးခုံဝင်တဲ့အချိန်မှာလီဒီကျန်းရှိတော့လဝိုင်းတုံးချိုက်တော့ဝုန်းဆိုပြီးအာရတိုက်ရလီဒီကျန်းမစိုးခါဆိုမနေမထဲမကေးရသွားတယ်ဗောနော်အော်လေးမှာ flow ဘုံကရိုင်းနေဆုံးမခံတယ်လို့ကြိုက်ပြီးတော့ကျွန်တော်ပြေးလိုက်ပြီးတော့အမှ slow fall လေးလှမ်းပေးတယ်ရွှေ့သွားဒါပေမဲ့မမီသွားအမှတေသွားတယ်ပေါ့နော်အမှကျွန်တော်လည်းမရဘူးဆိုတော့ level 2နဲ့ဖုံးပြီးပြန်ပြေးပြီးတော့ဒီဘက်မှာရောက်ပြီးတော့အမှမလိုက်လာတော့တိုက်အဆင်ပြေတယ်မစိုးဆိုပြီး recall လေးထောက်ဖို့လုပ်တယ်ဘောထောက်ဖို့လုပ်နေတဲ့အချိန်မှာကျွန်တော် mass mount တောင်းမှန်မှာဆိုတော့တတိယဝါနဲ့ကျွန်တော်လည်းဆိုတော့အမှ saw ရှိလားမမှားလို့ sorry ဆိုပြီးပြောလိုက်တယ်ပေါ့နော်ဒီနေရာမှာကြောင်ကြလေးတစ်ချက်ဝင်နေတာစကီက visit တက်ကိုဖိလာလို့ရှိရင်သူနည်းနည်းပြန်တက်တော့ခဏပတ်ဆိုင်မှုတော့အဆင်ပြေတယ် anime jungle ထဲမှာဂျပန်လေးကဟိုဘက်ကမလင်နာရဲနဲ့ဆုံးမထားတော့ကျွန်တော်မလင်နာကျွန်တော်ပြန်ကြည့်ဖို့တတိရတယ်အဲ့ဒါကျွန်တော် anime ချပေးလိုက်တယ်ချပြီးတော့တိုက်ရောဟီတိုက်ဟီအေးဟီဆိုပြီးတော့ချုံနေမှာဝင်ပုံးနေတယ်ကိုအေးပဲမှာ1 3ပြီးတော့မှတစ်ကောင်ဖြတ်စားလိုက်တယ်မသိအောင်ဆောင်ပြီးတော့ဗောနော်ဂရီလေးတစ်ကောင်ဟိုဘက်က anime ငါကောင်ဝင်လာမယ်ဆိုပြီးတင်းတီးရထားလို့ကျွန်တော်ဝင်ပြီးတော့လမ်းလေးလျှောက်ပြီးဝင်သွားတယ်ဝင်ပြီးတော့အမှ1လေး3ပြီးတော့ flash လေးခုနကကျွန်တော်ဟာမထိဘူးလီးပဲတစ်ကောင်မှမပါဘူးငါလုံးမကိုချုံမထဲမှာပုံးနေတယ်ကျွန်တော်ဟိုဘက်ကနွားကြီးကလာပြီးတော့ကိုရီမလင်နာလိုက်ဖဲနေတယ်ကျွန်တော် level 2နဲ့ခုံဝင်လိုက်တယ်ခုံဝင်ကြည့်ပြီးသူကမလာတော့ပဲပြန်ပြေးသွားတယ် okay မစိုးလေးအဆင်ပြေနော်စကီကတော့သူတို့လန့်နေပြီအဲ့လိုလည်းမထင်မဲ့ဟိုဘက်ကဂျန်ဂလာကြီးကဝီကနေထွက်လာတော့ surprise motherfucker ဆိုအဲ့မှာကျွန်တော်တူတုံးပြီးတော့အတိမင်းနဲ့ခုံပြီးဒီဘက်ကိုပြန်ပြေးချင်မှာလေဂျန်အတိမင်းမိတယ်တိုက်အစ်စ်ဘာပြူတိုက်ငါရှိရဆိုပြီးတော့ level 2နဲ့ဟိုဘက်ကိုခုံဝင်ပြီးထပ်ကြည့်ပြီးတယ်မ solo fall ထပ်ပေးတယ်ဝီဟိုဘက်ကပြန်ပြေးသွားကြတယ် okay မစိုးအဆင်ပြေနော်စကီကပါအဲ့ဒါကြီးအကွက်တွေရှိတယ်နော်ပြောပြလိုက်အဲ့လိုပြောနေချိန်မှာကိုရီဘက်ကဆက်လင်တာဟိုဘက်က support လေးဝင်ပြီးတော့ဖင်နှိုက်လိုက်တယ်အမှ double gate ထပ်ရသွားတယ်ဒီမဲ့လင်တာမထပ်ရတော့မစိုးလေနော်အမှ triple gate ထပ်ရတယ်မ small မထပ်ရတယ်အော်ယောမိုက်တယ်ကွာဒီ site လင်ကဆောင်းကျန်းကျန်းလာတယ်မစိုးဆိုပဲဟီးနဲ့ပေးလိုက်တယ်အမေမစိုးလေနော်မနွားရောက်မှဝင်ပြီးတော့ဝူတော့ဂျင်ငယ်လက်ဝင်တော့ဝူဆိုတော့ပြန်ပြေးပြတယ် okay တွေ့စနဲ့လွတ်သွားတယ် okay ဟိုဘက်ကိုရီမလင်တာတော့ပြန်ပေးဆက်လိုက်ရတာပေါ့နော်အဲ့မှာဂျပန်ကြီးလိုက်ဝလဲတဲ့ချိန်မှာ okay ဟိုဘက်ကနွားကြီးပဲပြန်ရတယ်ကွာတာကီးပြလိုက်ရမယ်ကွာဆိုင်တာမင်းကနေဘာကောင်းနေမသိဘူးလီးပဲအဲ့ဒီချိန်မှာလောဘတာကောင်ဂျန်ဂလာလေးဝင်ရိုက်တဲ့ချိန်မှာအမ double gate ဂျပန်ကြီး double gate မစိုးအဆင်ပြေသွားပြီခြုံလေးကနေကိုဟီးပြန်ထွက်တဲ့အချိန်မှာအမ silent ညာနဲ့ masman အမ disco dancer ဖြစ်နေတော့နည်းနည်းလေးဟီးပြီးလိုက်တယ်တာယူအဆင်မပြေဘူးမှမစင်ခဏလေးနောက်ပတ်လိုက်တာကောင်းမယ်ထင်တယ်အဆင်မကောင်းဘူးဒါပေမဲ့လည်းမရဘူး silent ညာအတင်းနေလိုက်ရိုက်နေတော့ကိုကအနောက်ကလမ်းဝင်ပေးလို့မရတော့ဘူးအဲ့ဒါလိုက်ဝင်ပေးတယ်အမဂျပန်ကြီး stand ပြီးတယ်အမနည်းနည်းဟီးပြီးလိုက်တယ်တာယူအရှိခဏဝင်မယ်တာယူသတိထားမယ် okay အဆင်ပြေတယ်မစိုးဘူး okay ဟိုဘက်ကတာဝါလေးရရင်ပြန်မလို့စဉ်းစားထားမယ်လေဟိုဘက်ကလောဘ
တာကောင်တစ်ကောင်ဝင်လာတော့အမလိုက်နဲ့ဆုံးပါပဲနွားယူလက်ရိုက်တယ်နွားရ CC immunity လုပ်ပြီးပြက်ပြေးတယ်ဒါပေမဲ့လေ flow point ultimate တွေကြာမှာဟိုးဆိုမှောက်သွားတယ်ပေါ့နော် Masman လေး vision ထောက်မိနေကျွန်တော်ဘက်ကလောဘတာကောင်ကြီးကဝင်လာတယ်ဝင်တော့အမ1လေး3ပြီးတော့ဖောင်းလို့စတန်လေးအလှပလေးပေးလိုက်တဲ့အချိန်မှာ Masman ကေးရသွားတယ်အဲ့အချိန်မှာမြက်မှာ battery လုံးနေဆိုတော့ကျွန်တော်ဝင်သွားတယ်ဝင်ပြီးအမ1လေး3ပြီး flick ကနေဖောင်းဆိုအမ3ကို4ကိုမြောက်တဲ့အချိန်မှာအော်တိုက်ယူပြန်ပြေးကြတိုက်ယူအစမပြေးရတိုက်မှာကဒါမှမလောက်ဘူးဆိုပြန်မှာ crowd control 3x တယ်မယ်ကိုဒီမိနစ်နဲ့ဆောက်ပြန်ကြမ်းပြသွားတယ်ပေါ့နော်ခေါင်းနဲ့မုတ်ကိုပဲမြင်တယ်ထုတ်ကိုမမြင်ရှာဘူးတနာဖို့တော့ကောင်းတယ်နော်အပေါ်ဆက်နေတယ်ကောင်နဲ့ဝိုင်းပြီးတော့ရိုင်းနဲ့ဆုံးမှာဆိုတော့တိရတော့1လေး3ပြီးတော့အမဖုံး3 run စတန်ဒါမှလည်းအစမပြေဘူးကျွန်တော်ဝိုင်းရတော့4ကောင်ရိုက်တော့ကျွန်တော်သေသွားတယ်ဟောပြေးပြီးအမဆက်နေတာโอเคအဆင်ပြေတယ်ကျွန်တော်စိတ်ပေးတယ်ပဲပြောမှာပေါ့နော်အနေထားကတော့ကျွန်တော်တေသွားပြီမလဲစိုက်နေတာကလစားပြန်ခြေပေးတယ်အမလောဘတောင်းအောင်ရိုက်ပြီးတော့မစ်လိန်အောင်ထပ်ရိုက်တယ်โอเค double kill စိုက်နေတာကောင်းနေဗျာဟိုဘက်ကချက်ရင်သူခဏခဏပြန်နေတော့ကျွန်တော် venomous တက်သွားမှပဲရမယ်ထင်တဲ့အနေထားကတော့ပြန်လဲထွက်လာကိုရီအတင်းကဗတဲ့ဆိုင်နေမယ်တီးတော့ကျွန်တော်ကခုံပြီးတော့1နဲ့အင်းဆိုနောက်ကလေးပေါ်တင်သွားတယ်โอเคအတင်းကချုပ်လိုက်တယ်โอเคအဆင်ပြေတယ်တိုက်လောကဘတောင်းအောင်ဝင်ရတဲ့မှာမစ်လိန်နဲ့တေသွားခဲ့တယ်ဆိုပေမဲ့လည်းအမဗတဲ့မှားကုန်ပြီတိုက်လို့ဗတဲ့မှားပြီတိုက်ငါပြေးလို့လွတ်မလားမလို့ဘူးကွာလီးပဲမျိုးတွေဘာလို့နေရတော့မချမရင်ဝင်တယ်ဝိုးစိုက်နေလက်ရိုက်တယ်โอเคမတ်တေသွားပြီโอเคဗျာမဆိုးပါဘူးเนาะအမ venomous ဆက်လိုက်ရသွားပြီเนาะကိုရီဘက်ဆက်နေနိုင်စားတော့မသိဘူးပြောမတာဝါတဲ့မစ်လိန်တာပေါ့ဝင်ရိုက်တာဝုံတိုင်းစပို့ကတေသွားတယ်အမမစ်လိန်တော့ထက်ရိုက်တယ်ဝုံတိုင်းအမမစ်မထက်တေသွားတယ်โอเคအဆင်ပြေသွားပြီတိုက်လို့အမအကုန်လုံးလော့တွေပါဘာညာလဲရှူချောင်းနေတော့တက်လာပြီဆိုတော့ကျွန်တော်ချိုးလိုက်ရုံပဲအမအော်ဂျပန်ရဲ့အော်လင်းတော့ချိုးပဲဆိုပြီးမနေ့တော့ချိုးကြတယ်โอเคမဆိုးအဆင်ပြေတယ်မစ်လိန်ကဒရာဂွန်ကြီးကရိုက်တယ်အမတာဝါချိုးတယ်ဝုံတိုင်းတာဝါနဲ့ဘန်ဝါရိုက်တဲ့အချိန်မှာတော့ဖြစ်ကျွန်တော်နိုင်သွားခဲ့တယ်ပေါ့နော်ဟာ victory လာပါတော့ဟာvictory နိုင်သွားပြီဟာဟဲ့အောင်မင်းတို့ကလည်းကွာ15.9နဲ့16ပေးရလို့ရှိရင်3လုံးရမှာကွာ yes ဆိုတဲ့နှလုံးပဲပေးတယ်စိုးပါဘူး3လုံးတည်ရတော့လည်းတန်ပါတယ်ဗောနော်အဲ့တော့လည်း masters ကျင်းနှလုံးထည့်ရတယ်ဗောနော်ကျဲ9လုံးဖြစ်သွားပြီဆောက်ရမ်းကျန်းနဲ့ချားလို့ကြီးက MVP တဲ့ okay တန်ပါတယ်လက်မလေးတွေပေးတယ်လက်မလေးတွေပေးမယ်